ဒေါ်လာ9800ရှိတဲ့ပတ်စံအိတ်နဲ့အယိုးစုကိုရှာဖွေတွေ့ရမယ်ဆိုတော့သူတို့ပြောတယ်ပေါ့နော်။ ထက် theory တစ်ခုကဒီ DB Cooper ကထောင်ထဲမှာသွားပြီးတော့ဇက်မြုံနေတယ်ဆိုတဲ့ theory တွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်ဒီမှာပြောချင်တာအားလုံးပဲမင်္ဂလာပါ Time Base ကကြိုဆိုပါရစေဒီနေ့တော့ FBI ကနေပြီးတော့ဒေါ်လာ8သန်းတိဖန်ဝရန်ထုတ်ထားတဲ့လူတစ်ယောက်ချောင်းကိုကျွန်တော်ပြပြချင်တယ်သူကဘယ်သူလဲဆိုတော့ကို Time Base နဲ့တူရှောက်ပြီးကြည့်လိုက်ကြရအောင်သူ့နာမည်ကတော့ DB Cooper လို့ခေါ်ပါတယ်သူက1982ခုနိုဝင်ဘာလ24ရက်မှာဝါရှင်တန်ပြည်နယ် Portland ကနေပြီးတော့ Seattle ကိုသွားမဲ့လေယာဉ်နဲ့အတူလိုက်ပါလာပြီးတော့ခရီးသည်တွေရဲ့နာမည် list ထဲမှာတော့သူ့ကိုယ်သူ Dan Cooper ဆိုပြီးတော့အမည်ပေးထားပါတယ်နောက်ပိုင်း FBI ရဲ့စစ်ဆေးချက်တွေအရခရီးသည်တွေရဲ့ပြောကြားချက်အရတော့ဒီ Dan Cooper သို့မဟုတ် DB Cooper ကခီးစဉ်တစ်လျှောက်လုံးမှာကောင်းကောင်းမွန်မွန်လိုက်ပါလာပြီးတော့သူ့ရဲ့ပုံမှန်တဲ့တန်းကလူကြီးလူကောင်းတဲ့တန်းရှိပြီးတော့အမြဲတမ်းနေကမျက်မှန်အမေရောက်ကိုတက်ဆင်ထားပါတယ်လို့ထွက်ဆိုကြပါတယ်ဒီလိုနဲ့သူက Seattle ကိုမရောက်ခင်မှာပဲသူကလေယာဉ်မယ်ကိုသူ့စီမှာဘုံပါတယ်ဆိုတဲ့စာတစောင်ကိုကောင်းကောင်းမွန်မွန်ပဲတိတ်တိတ်ဆိတ်ဆိတ်ကမ်ပိန်းခဲ့တယ်လို့ဆိုပါတယ်လေယာဉ်မော်ကခီးတဲ့တွေကိုအသက်ချိန်ချောက်တာတွေပါတယ်မလုပ်ဘဲနဲ့သူ့ရဲ့တောင်းဆိုချက်ကတော့ဒေါ်လာ2သိန်းနဲ့သူ့ကိုလေထီးလေးခုပေးဖို့သာတောင်းဆိုခဲ့ပါတယ်ဒေါ်လာ2သိန်းဆိုတာကိုကျွန်တော်တို့အခုလက်ရှိ2026ဈေးနဲ့ကျွန်တော်တွက်ကြည့်မယ်ဆိုရင်ဒေါ်လာ1.6သန်းတန်ဖိုးရှိနေပါတယ်ဒီလိုမျိုးဘုံနဲ့အကြက်ကန်ချိန်ချောက်ခဲ့တဲ့အတွက်လေယာဉ်မင်းကလည်းဘာမှမတက်နိုင်ပဲနဲ့လေယာဉ်မူးတွေရောလေယာဉ်ပါခီးတဲ့တွေကဒီ DB Cooper တောင်းဆိုတဲ့ဒေါ်လာ2သိန်းနဲ့လေဒီလေးခုကိုပေးခဲ့ပါတယ်ဒီလိုနဲ့ DB Cooper က Seattle မှာခီးတဲ့တွေကိုလေယာဉ်ပေါ်ကနေပြီးတော့အကုန်ပေးဆင်းခိုင်းပြီးတော့သူရဲ့လေယာဉ်မဲတဲ့တခြားလေယာဉ်မောင်းတဲ့သူတချို့ကိုတော့သူကဒီ Seattle ကနေပြီးတော့လေယာဉ်နဲ့အတူတူပြန်လည်ပြီးတော့ထွက်ခွာခဲ့ပါတယ် Portland ကနေပြီးတော့ Seattle ကိုသွားတဲ့လေယာဉ်ခီးစဉ်တွေကပြန်မြအဖြစ်တနာရီနဲ့15မိနစ်သာကြာတာဖြစ်တဲ့အတွက် Dan Cooper သို့မဟုတ် DB Cooper အနေနဲ့သူ့ရဲ့ agency တွေအားလုံးကိုဒီတနာရီနဲ့15မိနစ်အချိန်အတော်အတွင်းမှာအကုန်လုံးကိုအကောင့်ထဲပေါ်နိုင်ခဲ့တယ်လို့ဆိုရမှာပါဒီမှာ FBI တွေကိုခေါင်းစားစေတဲ့မေခွန်းတစ်ခုကကြတော့ငွေတွေကိုရပြီးတဲ့နောက်ဒီ DB Cooper ကဘာဆက်လုပ်ခဲ့လဲဆိုတဲ့မေခွန်းဖြစ်ပါတယ်လေယာဉ်ကဝါရှင်တန်တောအုပ်ပေါ်ကိုဖြတ်ပြန်နေတော့မှ DB Cooper ဟာလေယာဉ်ရဲ့အနောက်မီတကားကိုဖွင့်ခိုင်းပါတယ်ပြီးတော့သူကငွေအိတ်ရဲ့လေတီတစ်ခုရဲ့ကိုယူတယ်အဲ့အချိန်မှာအပြင်မှာမှုန်တိုင်းငယ်တစ်ခုကျနေပြီးတော့မိုးတွေလည်းရွာနေတယ်လျှက်စီးတွေလည်းလက်အရန်ကိုမှောင်မဲနေတယ်လို့နောက်ပိုင်းမှာလေယာဉ်မိုးတွေလေယာဉ်မယ်တွေကပြန်လည်ပြီးတော့ထွက်ဆိုထားပါတယ်DB Cooper ဟာအဲ့အချိန်မှာပဲဒီသူယူထားတဲ့ငွေအိတ်တအိတ်ရဲ့လေတီတစ်ခုရဲ့ကိုပဲယူပြီးတော့သူကဒီအမောင်ထုတွေကိုခုံချသွားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်FBI အနေနဲ့ DB Cooper တယောက်လေယာဉ်ပေါ်ကနေပြီးတော့ခုံချသွားတာတေသွားတာလားဒါမှမဟုတ်ရင်တကယ်ပဲလွတ်မြောက်သွားတာလားဆိုတော့ကိုတော့ယနေ့ထက်ထိတော့ဘယ်သူမှတိတိကျကျကကနနာမသိကြသေးပါဘူး FBI ရဲ့အမှုစစ်သမိုင်းမှာအရှိကြဆုံးအမှုအနေနဲ့မှတ်တမ်းတင်ခံထားရတဲ့ DB Cooper အမှုဟာ2016ခုနှစ်မှာတော့အမှုပိတ်သိမ်းလိုက်ရပါတယ် FBI ကအမှုစဖြစ်တဲ့1982ခုနှစ်ကနေပြီးတော့ DB Cooper ကိုမြေလှန်ရှာဖွေခဲ့တယ်တန်တရားရှိသူပေါင်း800ကျော်တပ်သေးပေါင်း1000ချီလောက်ကိုသူတို့ချီရလိုက်ခဲ့ပေမဲ့ DB Cooper တယောက်ဘယ်ရောက်သွားလဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ပါဘူး DB Cooper အမှုမှာတပ်သိခံပစ္စည်းတွေကဘာတွေကြံခဲ့လဲဆိုတော့အနက်ရောင်နက်တိုင်တစ်ခုဒီ neck တိုင်ကိုချိတ်တဲ့ကလစ်တစ်ခုပြီးတော့ DB Cooper တောက်ခဲ့တဲ့ secret တို့ဖင်စီကန်8ခုဆိုပြီးတော့သူတို့သိမ်းဆည်းရမိခဲ့တယ်လို့မှတ်တမ်းတင်ထားတာတွေ့ရပါတယ် FBI အနေနဲ့တပ်သိခံတွေကိုမူတည်ပြီးတော့တက်ဆွမ်းသလားသူတို့လိုက်လံဖော်ထုတ်ခဲ့ပေမဲ့ဒီအမှုကတရားခံကိုလုံးဝမတွေ့ပဲနဲ့နှစ်ပေါင်း45နှစ်ကြာတဲ့2016ခုနှစ်မှာတော့ဒီ DB Cooper အမှုကိုလုံးဝပိတ်သိမ်းလိုက်ရပါတယ်အမှုမပိတ်သိမ်းခင်ဂျာကာလာဖြစ်တဲ့1980မှာတော့ Brian Ingram လို့ခေါ်တဲ့ကလေးတစ်ယောက်ကကိုလံဘီယာမြစ်ကန်နာမှာစော့ရင်တဲ့ဒေါ်လာ20တန်နေပါဝင်တဲ့စုစုပေါင်းဒေါ်လာ9800ကိုတဲထဲမှာမြုပ်ထားတာတွေ့တယ်ဆိုပြီးတော့သူကပြောပါတယ်ဒီပတ်စံနေရဲ့ serial number တွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာ DB Cooper သို့မဟုတ် Dan Cooper ယူရတဲ့ပတ်စံနေဆိုတာကိုအတည်ပြုနိုင်ပေမဲ့ဒေါ်လာ9800ပဲတွေ့ပြီးတော့ဂျန်တဲ့ပတ်စံတွေကိုတော့လုံးဝရှာမတွေ့သေးပါဘူးဒီမှာတချို့မိခွန်းတွေကကျတော့ DB Cooper ကအသက်ရှင်နေသေးလားဆိုတဲ့ theory တွေအများကြီးထွက်လာတယ်ပေါ့နော်ဥပမာတချို့လည်းပြောကြတာကသူကလေထီးကျွမ်းကျင်နေသူဖြစ်နိုင်ချေရှိတယ်ဘာလို့ပြောရလဲဆိုတော့ FBI က DB Cooper ဟာလေထီးခုံတာမကျွမ်းကျင်ဘူးကောက်ချက်ချကြလို့ရှိရင်သူကဒီလေအနောက်မီတကာကိုဘယ်လိုဖွင့်ရမလဲဆိုတော့ဘယ်လိုသိလဲပြီးတော့မှဘာလို့လေထီးကို၄ခုတောင်းတာလဲပေါ့နော်ဥပမာတစ်ခုလည်းမဟုတ်ဘူးနှစ်ခုလည်းမဟုတ်ဘူးလေထီးအများလည်းမဟုတ်ပဲနဲ့ဘာလို့လေထီးကို၄ခုတိတိဆိုပြီးတော့အဲ့လိုနံပါတ်နဲ့အတိအကျတောင်းတာလဲပြီးတော့သူကဒီလေနောက်မီတကာကိုဖွင့်ပြီးတော့မခုံချခင်မှာ
လေရင်မောင်းတွေကိုသူကဒီလေရင်မောင်းနဲ့အရှိန်ကိုသူ short ခိုင်းတယ်ပြီးတော့မှသူကခုံချပါတယ်ပေါ့နော်အဲ့မှာ FBI ကထောက်ပြတာကလေရင်နောက်မီတကားကိုဖွင့်လို့ရတယ်ဆိုတော့ဘယ်လိုသိလဲပေါ့နော်ပြီးတော့လေရင်မောင်းနေတဲ့နှုံးကိုဘယ်လောက်ထိ short ချခံရမလဲဆိုတော့ဘယ်လိုသိလဲပေါ့ဒါတွေအားလုံးကိုသူကခောက်ချက်ချကြည့်လိုက်တော့ဒီ DB Cooper သို့မဟုတ် Dan Cooper ကပညာရှင်တစ်ယောက်ဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ကောက်ချက်ချတာတယ်ဒီမှာကျွန်တော်တခုဖြတ်ပြောချင်တာကသူ့ကို DB Cooper လို့သာနာမည်ကြီးပေမဲ့သူကဒီခီးတဲ့ရဲ့နာမည်စင်းထဲမှာသူ့ကိုသူ Dan Cooper ဆိုပြီးတော့သူကနာမည်ပေးခဲ့တာနော် DB Cooper လို့ဘာလို့နာမည်ကြီးပါလဲဆိုတော့ဒီအမှုကိုဒီလွှင့်တဲ့သတင်းဌာနကနေပြီးသတင်းထောက်တစ်ခုတယောက်ကသူကဒီ Dan Cooper ကို DB Cooper ဆိုပြီးတော့သူကမှားပြီးတော့ပြောမိလိုက်တာအဲ့နေပြီးတော့နာမည်ကြီးတော့ဒီအမှုကို DB Cooper အမှုဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒီမှာနောက်ထပ် theory နောက်ထပ်တစ်ခုကကြတော့ဒီကျွန်တော်အရှိမပြောခဲ့သလိုပဲ1980မှာဒီကိုလံဘီယာမြစ်ကမ်ပိန်းမှာဒေါ်လာ9800ပြန်တွေးခဲ့တယ်ဆိုပြီးပြောတယ်။ကျန်တဲ့ဒေါ်လာ3,900ကျော်လာကပြောင်းနေတယ်ပေါ့နော်။ theory ကအကယ်၍သူသာတောထဲမှာတည်သွားကြလို့ရှိရင်ဒီဒေါ်လာ9800ရှိတဲ့ပတ်စံအိမ်နဲ့အယိုးစုကိုရှာဖွေတွေ့ရမယ်ဆိုပြီးသူတို့ပြောတယ်ပေါ့နော်။ဒါပေမဲ့ကလေးလေးတွေးခဲ့တာကဒီဒေါ်လာ9800ပဲပြီးတော့မှဘေးမှာကောအနီးနားမှာကောလူအယိုးတွေပါတယ်မတွေ့တာဖြစ်တဲ့အတွက် DB Cooper ကသိသွားတာမဟုတ်ဘူးသူကဒီပတ်စံကိုအဲ့နေရာမှာခဏမြုပ်ခဲ့တာနောက်တော့မှလာတူဖို့မှာဆိုပြီးတော့သူတို့ဒါကောက်ချက်ချရတယ်ပေါ့နော်ဒါပေမဲ့ဒီဘလို့အကြောင်းကြောင့်ဒီဒေါ်လာ9800ကို DB Cooper ကလာပြီးတော့မဖော်ဖြစ်တာလဲဆိုတော့မိခွန်းလေးရောရှိနေတာပေါ့နော်ဒီမှာ FBI ကအနီးကပ်ဆုံးတန်တရားရှိသူကဘယ်သူလဲဆိုတော့ Sheridan Peterson လို့ခေါ်တဲ့ဒီသူတို့ကျွန်တော်အခုနောက်မှာပြထားတဲ့DB Cooper ရဲ့ပုံနဲ့အရန်တူတဲ့ Marine တပ်ဖွဲ့ဝင်အဟောင်းတယောက်ကိုFBI ကတန်တရားရှိတယ်။သူကဘာလို့တန်တရားရှိလဲဆိုတော့သူကဒီလေထီးခုံတော့အရန်ယူသွတ်တဲ့လူဖြစ်တယ်ပေါ့နော်။ပြီးတော့မှဒီ DB Cooper အမှုဖြစ်နေတဲ့အချိန်မှာသူ့ကိုသူဘယ်နေရာမှာရှိလဲဆိုတာကိုခိုင်လုံတဲ့အသက်တွေအထောက်ထားသူမပေးနိုင်ဘူး။သူကဒီ2021ခုနှစ်အသက်64နှစ်အထိတော့အေးအေးဆေးဆေးအသက်ရှင်နေထိုင်သွားခဲ့ပေမဲ့ဒီ FBI ကနေပြီးတော့သူ့ရဲ့အသက်ရှင်တဲ့တောက်လျှောက်လုံးမှာပေါ့နော်။သူကိုဒီတန်တရားအမှုအနေနဲ့သူကိုတောက်လျှောက်လိုက်ပြီးတော့စစ်ဆေးခဲ့တာရောရှိတယ်။ပြီးတော့ကျွန်တော်အရှိမပြောခဲ့သလိုသူတက်တိခံပစ္စည်းတွေကဘာလေးရှိလဲဆိုတော့ဒီ DB Cooper ချန်ခဲ့တဲ့ဒီnectar အနက်ရောင်ပေါ်မှာလဲဒီခင်မီရဲ့နီးပညာနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါမှာတိုက်တီနီယမ်အမှုန်အမားတွေတွေ့တယ်။အဲ့ခေတ်ကတိုက်တီနီယမ်ဆိုတာကဒီဘိုးဝင်းလိုမျိုးလေယာဉ်အကြီးတွေကိုထုတ်လုပ်တဲ့စက်ရုံတွေမှာပဲရှိတာ။ဒါကြောင့် DB Cooper ကလေယာဉ်စက်ရုံကအင်ဂျင်နီယာတယောက်လည်းဖြစ်နိုင်တယ်ဆိုတဲ့ theory တွေလည်းအများကြီးရှိတယ်။ဒါကြောင့်လည်းလေယာဉ်အနောက်မီကိုဘယ်လိုဖွင့်ရမလဲသိတာပေါ့နော်။စသဖြင့်အဲ့လိုမျိုး theory တွေလည်းအများကြီးရှိ DB Cooper အကြောင်း documentary ရုပ်ရှင်တွေအများကြီးရှိတယ်။အဲ့ဒီကမှထင်ရှားတဲ့ဟာကကြတော့ကျွန်တော်ရဲ့ရုပ်ဗီဒီယိုကြည့်နေပရိသတ်တွေလည်းသိလောက်မှဖြစ်တဲ့မြန်မာလူမျိုးနာမည်ဆိုရင်ထောင်ဖောက်ကလို့ခေါ်မယ်အင်္ဂလိပ်နာမည်ဆိုကျွန်တော် Prison Break လို့ခေါ်မှာပေါ့အဲ့ဒီမှာ Michael Scofield သူထောင်ထဲမှာရှိနေတော့ကသူမိတ်ဆွေဖြစ်ခဲ့တဲ့အသက်ကြီးရဲ့အဖိုးနာမည်ကိုကျွန်တော်တို့အခုချိန်ပြန်ရှာကြည့်ကြလို့ရှိရင် DB Cooper ဆိုပြီးတော့သူတို့ခေါ်တာတွေ့နိုင်တယ်ပေါ့နော်အဲ့ဒီတော့နောက်ထပ် theory တစ်ခုကဒီ DB Cooper ကထောင်ထဲမှာသွားပြီးတော့ဇက်မြုံနေတယ်ဆိုတဲ့ theory တွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်ဒီမှာပြောချင်တာအဲ့တော့ DB Cooper တရားတော်ထဲမှာပဲအသက်ပြောင်းသွားလာဒါမှမဟုတ်ကြလို့ရှိရင် Prison Break တဲ့ကောက်လို့ပဲသူထောင်တစ်ခုမှာသွားပြီးတော့ဇက်မြုံနေလားပေါ့နော်ဒါပေမဲ့ဒီနေ့ချိန်ထိကျွန်တော်တို့ဂျားထဲမှာရှိနေလားစသဖြင့်အဲ့လိုမိခွန်းတွေကတော့အများကြီးရှိနေအောင်ပါကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ရှုပြီးတော့အရောက်ချင်းစီတိုင်းကျေးဇူးများတင်တယ်နောက်လည်းကျွန်တော်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအဆက်မပြတ်တင်ပေးသွားမှာမလို့ like and share subscribe လေးလုပ်ပေးတာပါကျေးဇူးများတင်ပါတယ်